ကျွန်တော်ဒီနေ့လာလုပ်ပြပေးမှာတော့ ATM ဘဏ်ကနေပြီးတော့ထိုင်းမှန်ချင်းချင်းဒီငွေထုတ်တဲ့ ATM ဘုံကနေပြီးတော့ငွေသားကိုမထုတ်ဘဲနဲ့တိုက်ရိုက်ဘဏ်ကထိုးထည့်ပြီးတော့လွှဲတဲ့နေကိုမလုပ်တတ်သေးတဲ့သူတွေအတွက်ကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်မလွှဲတတ်သေးတဲ့သူများဗီဒီယိုကိုဆုံးအောင်ကြည့်ပြီးတော့လိုက်လွှဲလို့ရတယ်နော်ကျွန်တော်ကတော့ကာစီကွန်ဘုံကနေလွှဲပြမှာဖြစ်ပါတယ်မိမိတို့ဘဏ်ဘုံရောက်တဲ့ခါကျရင်ဘဏ်ကလေးထိုးထည့်လိုက်ပါပြီးသွားရင်ကျွန်တော်တို့လက်ဝက်နံပါတ်ကနန်း6လုံးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ရိုက်ထည့်ပေးလိုက်ပါပြီးသွားရင်ကျွန်တော်ဝိုင်းပြထားတဲ့ဟာလေးကိုတစ်ချက်နှိမ့်လိုက်ပါပြီးသွားရင်ဒီနေရာကိုရောက်လာပြီဆိုရင်ကျွန်တော်မြဝိုင်းပြထားတဲ့ဟာလေးကိုနောက်တစ်ချက်ထပ်နှိမ့်လိုက်ပါဘာသာစကားပြောင်းမှာဖြစ်ပါတယ်ပြီးသွားရင်တော့မိမိတို့ဘာသာစကားဖြစ်တဲ့မြန်မာဘာသာခလုတ်လေးကိုတစ်ချက်နှိမ့်လိုက်ပါပြီးသွားရင်မိမိတို့ကအရှားပံကိုငွေလွှဲမှဖြစ်တဲ့အတွက်ငွေလွှဲရန်ကျွန်တော်လက်ထိုးပြထားလေးကိုတစ်ချက်နှိမ့်လိုက်ပါပြီးသွားရင်ပေါ်လာတဲ့ခလုံးနှစ်ခုထဲမှာအပေါ်ကကျွန်တော်ဝိုင်းပြထားတဲ့အစိမ်းလေးကိုတစ်ချက်နှိမ့်လိုက်ပါဒီနေရာကိုရောက်လာပြီဆိုရင်မိမိတို့မှာပန်းရှိတ်ထားမရှိတဲ့အတွက်အရှားပုတ်ကိုများသရင်ကိုငွေလွှဲခြင်းကိုနှိမ့်လိုက်ပါဒီနေရာမှာဆိုရင်တော့မိမိတို့နှစ်နှစ်လနဲ့ရှိစုထားတဲ့ငွေစုစရင်တွေကသိန်းနဲ့တန်းနဲ့ရှိနေရာကိုတစ်ချက်နှိမ့်လိုက်ပါဒီနေရာမှာဆိုရင်တော့မိမိတို့ကအရှားပန်းမျိုးစားကိုယူရမှာဖြစ်တဲ့အတွက်အရှားပန်းများကိုတစ်ချက်နှိမ့်လိုက်ပါဒီနေရာမှာတော့မိမိတို့လွှဲမဲ့ပန်မျိုးစားကိုတစ်ချက်ရွေးလိုက်ပါကျွန်တော်အခုလွှဲပြထားတာကာစီကွန်ပန်ကိုလွှဲပြထားတာဖြစ်တဲ့အတွက်ကျွန်တော်ကာစီကွန်ရွေးပြီးတော့လွှဲပြမှာဖြစ်ပါတယ်ငွေလွှဲရအောင်နှိမ့်ပါတယ်ပြီးရင်အပေါ်စိန်လေးနှိမ့်ပါတယ်ပြီးရင်ရှားကူများသူငွေလွှဲနှိမ့်ပါအဲ့ဒါပြီးငွေစုစည်းနှိမ့်ပါတယ်ပြီးရင်ကျွန်တော်ကာစီကွန်နှိမ့်လိုက်ပါတယ်ဒီနေရာမှာတော့ငွေလွှဲခြင်းလက်ခံမိသူဆိုတာတော့ကျွန်တော်လွှဲမယ်ပန်ကာစီကွန်ပန်ရဲ့ပန်နံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာပန်နံပါတ်တိကျမှထည့်လိုက်ပါကျွန်တော်တို့ပန်နံပါတ်ရထည့်ပြီးဆိုတာနဲ့ပန်နံပါတ်10လုံးမှန်တိကျဆက်လိုက်ပါပြီးသွားပြီဆိုရင်မှန်ပါတီကိုနှိမ့်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ရဲ့ပန်ထဲမှာရှိသမျှစုထားတဲ့သိန်းနဲ့တန်းနဲ့ရှိကိုလွှဲမငွေမောက်ပမာဏကိုထည့်ပြီးရိုက်လိုက်ပါပြီးရင်တော့မှန်တီကိုနှိမ့်ပါပြီးသွားရင်တော့ခဏဆောင်ပြီးအမှနာမည်ပေါ်လာတာကိုနာမည်တစ်ချက်စစ်ပါမှန်ကန်ပြီဆိုရင်လုပ်ငန်းဆောင်ရွက်မှုကိုအတည်ပြုပါအောင်နှိမ့်လိုက်ပါလွှဲကတော့35ပဲဖြစ်တယ်ဗျကျွန်တော်တို့ TTB ပန်ကြီးက9000ပဲ limit ရတဲ့အတွက်ဒီလိုပန်ပုံမှန်လွှဲလို့ရတယ်နော်ဗီဒီယိုသုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ပြီနော်